YouTube စလုပ်ရမယ်လို့တကယ်ချင်းပြောတဲ့ခါမှာတကယ်ချင်းမပြောလဲဆိုတော့ကင်မရာရှိလာတယ် Bro what is it ဒီနေ့မှာတော့ကျွန်တော်မှာထားရရလေးရောက်လာဖြစ်လို့ကြောင့်ဖောက်ပါမယ် Okay ခဏလေးကျွန်တော်ကြည့်ပါမယ်လေ Okay ဖောက်ကြည့်ပါမယ်ဘာလဲကြည့်ကျွန်တော်လိပ်စာနဲ့ပါနော်လိပ်စာတော့မပြတော့ပါကျွန်တော် YouTube ကိုအားပေးနေတဲ့တွေအားပေးရကျွန်တော် net ဖို့တော့ကျွန်တော်ကင်မရာဝယ်လိုက်ပါပြီကင်မရာလေးဆိုတော့ဒီမှာဘောကကြားလေးမှာခစ်ရန်စားနေတဲ့ကင်မရာလေးဖြစ်ပါတယ်ကိုဒတ်က blind box ကင်မရာဖြစ်ပါတယ်ဆိုဒီမှာငါခုနခုရှိတယ်ဗောနော်ဆိုတော့ဘာကြပဲဗောနော် blind box လေးဖောက်ချင်တယ်ကင်မရာလေးလူချင်တယ်တဲ့ကြောင့်နှစ်ခါလေးနဲ့နှစ်ခုစမ်းနှစ်ခုတစ်ခုလေးဖြစ်သွားအောင်ဝယ်ထားရဖြစ်ပါတယ်ကဲအနီလေးမစိုးနော်အနီလေးမစိုးကိုကလေးကြက်နေရပါကျန်တဲ့ဟာတော့မကြိုက်ဘူးအပြာလည်းမစိုးအနီနဲ့အပြာရရင်အဆင်ပြေတယ် blind box ကအကြီးလမ်းတည် okay အနောက်ရအမအနောက်လည်းအားကြရတယ် okay အားကြပါလေအညီတော့မဟုတ်ဘူးရောင်ရကွမ်းငါဒီဘက်မြင်လိုက်ရပြီ LGBT မဖြစ်ပါနဲ့ oh my god it's cute Kotex ရဲ့ camera ဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ဆိုတော့ဒါနဲ့တပုံရိုက်ပြီးတော့မှInstagram မှာတင်ပါမယ်ဆိုတော့ကျေးဇူးတင်